အားလုံးမင်္ဂလာပါဒီကနေ့ကျွန်တော်တင်ပြပေးခြင်းတဲ့အကြောင်းအရာကတော့ပုံပြင်လေးတစ်ပုဒ်ပဲဖြစ်ပါတယ်ဒီပုံပြင်လေးမစခင်မှာကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ပေးဖို့တောင်းဆိုပါရစေတခါတော့ကအရှင်မင်းမြတ်အုပ်စုနေတဲ့အတိုင်းပြည်တစ်ပြည်မှာအရန်ကိုဆင်းရဲနွမ်းပါတဲ့မိဘမဲ့နွားချောင်းသားကလေးတစ်ယောက်ရှိတယ်သူဟာနှစ်စဉ်နှစ်တိုင်းနွားချောင်းနေရင်းနဲ့ပလွေထုတ်ပြီးတော့ဒီပလွေကိုမှုတ်လို့ရှိတယ်တနေ့တော့ညောင်ပေအောက်မှာဒီပလွေကိုမှုတ်ရင်းနဲ့ပဲဘုံကနေဆိုသလိုဒီကောင်းကင်ပေါ်ကနေနဂါးကြီးတစ်ကောင်ဟာတန်ရတပွေ့တစ်ပိုင်းနဲ့ပြုတ်ကျလာခဲ့တယ်သူဟာနဂါးကိုကြည့်ပြီးတော့အလုံးအမင်းကြောက်ရွံ့ပြီးတော့ထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့နဂါးကြီးကဟိတ်ကောင်လေးမပြေးနဲ့ငါ့ကိုကူညီပါငါမင်းရဲ့အကူအညီလိုအပ်တယ်ဆိုပြီးတော့အဲ့ဒီနဂါးစီကနေအတန်ထွက်လာခဲ့တယ်အဲ့ဒီကောင်လေးကလည်းအနောက်ကိုလက်ကြည့်ပြီးတော့ကျွန်တော်လိုဘာမှမရှိတဲ့လူကခမည်းကိုဘယ်လိုကူညီနိုင်မှာလဲလို့မေးခိုးထုံးခဲ့တယ်နဂါးကြီးကဘာမှမပူနဲ့တဲ့အခုကျွန်တော်နောက်မှာဂလုံငယ်ရီလိုက်လာတယ်အဲ့ဒါကိုကျွန်တော်ကိုဖွက်ထားပေးပါခမည်းရဲ့ပစိုးဒီကပုံစာထဲမှာကျွန်တော်ကိုဖွက်ထားပေးပါကျွန်တော်တေးအောင်လုပ်နိုင်တယ်တဲ့အဲ့ဒါလိုနဲ့ပဲကောင်လေးကโอเคဒါဆိုလို့ရှိရင်ခင်ဗျားကိုခင်ဗျားတေးအောင်လုပ်ပြီးတော့ကျွန်တော်ရဲ့ကပုံစာထဲမှာဝင်ပုံတော့ဆိုပြီးတော့ခွင့်ပြုလိုက်တယ်အဲ့အချိန်ထဲမှာပဲဒီကောင်းကင်ပေါ်ကနေပြန်ဝဲလာတဲ့ဂလုံငယ်ကဒီမှာကောင်လေးဟောခဏကဒီနားမှာငကားတကောင်ဖြတ်ပြေးတာတွေ့မိလားတဲ့ဒီကောင်လေးကလည်းဟုတ်တယ်တွေ့ပါတယ်တဲ့သူဟောညာဖက်ချိုးပြီးတော့ပြေးလိုက်တယ်တဲ့ဒီလိုနဲ့ဂလုံငယ်ရာဂျေဇုရဲ့ကောင်လေးဆိုပြီးတော့တရှင်ဟုန်တိုးဒီငကားနောက်လိုက်သွားခဲ့တယ်တန်ရာရနေတဲ့နဂါးဟာဒီနွားချောင်းသားရဲ့ကပုံစာထဲကနေခုန်ထွက်ပြီးတော့ခင်ဗျားကိုအရန်ကျေးဇူးတင်တယ်ဗျာတဲ့ခင်ဗျားကိုဘယ်လိုကျေးဇူးဆက်ရမှမသိဘူးဒါကြောင့်မလို့ကျွန်တော်မှာရှိတဲ့အစွမ်းအစတစ်ခုလေးကိုခင်ဗျားကိုလက်ဆောင်ပေးခြင်းနဲ့ဆိုပြီးတော့ဒီကောင်လေးကိုပြောလိုက်တယ်အဲ့ဒီအစွမ်းအစကဘာလဲဆိုလို့ရှိရင်ဒီကျွန်တော်ပေးရဲ့အသီးကိုငုံလို့ရှိရင်တဲ့ခင်ဗျားဟာဒီတရိတ်ဆန်ရဲ့စကားတမကဒီအခြားဘာသာမတူလူမျိုးမတူတဲ့လူတွေရဲ့စကားကိုလည်းခင်ဗျားနားလည်နိုင်စွမ်းရှိတယ်တဲ့ဒါပေမဲ့ခင်ဗျားတတိထားရမယ့်အရာတစ်ခုတော့ရှိတယ်အဲ့ဒါကတော့ဒီအစွမ်းအစကိုဘယ်သူကခင်ဗျားကိုပေးတယ်လဲဆိုပြီးတော့အခြားသူတွေကမေးလာလို့ရှိရင်ခင်ဗျားမှာငကားပေးပါတယ်လို့ခင်ဗျားပြောပိုင်ခွင့်မရှိဘူးငကားပေးတယ်လို့ခင်ဗျားပြောတဲ့နေ့ကခင်ဗျားကိုကျွန်တော်ကိုယ်တိုင်လာတတ်တဲ့နေ့ပဲဆိုပြီးတော့ကောင်လေးကိုမှားချရင်းနဲ့ငကားလေးဟာကောင်းကင်ပေါ်တော့ပြန်တန်းထွက်ခွာသွားခဲ့တယ်။တနေ့တော့အဲ့ဒီကောင်လေးကခြံခုန်ပြီးတော့သူများခြံထက်အစားစားဝင်စားနေတဲ့နွားမတစ်ကောင်ကိုတုံနဲ့ရိုက်ပလိုက်တယ်။အရိုက်ခံရတဲ့နွားမစီကိုနွားပေါက်စားလေးတစ်ကောင်ကပြေးလာပြီးတော့အမေနောက်တစ်ခါကြားလို့ရှိရင်သူများခြံထက်ဝင်ပြီးတော့အစာမရှာစားဘဲနဲ့အမေအဲ့လိုအမြဲတမ်းအရိုက်ခံရတာတားမကြည့်ရဘူး။ငါသားမပူပါနဲ့အမေမှာကူတဲ့ဆေးတော့ရှိပါတယ်ဟိုးတစ်ပေအောက်မှာအမေသွားအိတ်နေကြပဲအရိုက်ခံပြီးတိုင်းအမေသွားအိတ်တဲ့အကြောင်းရင်းရှိတယ်ဘာလို့လဲဆိုလို့ရှိရင်အမေအိတ်တဲ့အောက်မှာတစ်တာတစ်လုံးရှိတယ်အဲ့တစ်တာတစ်လုံးထက်မှာရွှေရောငွေရောပတ္တမြာရောရှိတယ်အဲ့ဒီကနေမှထွက်လာတဲ့အငွေ့အသက်တွေကအမေရဲ့အနာကိုတခဏလေးအတွင်းနဲ့ပျောက်ကင်းစေတယ်လူတွေကိုပြောပြချင်ပေမဲ့လူတွေကငါတို့ရဲ့ဘာသာစကားကိုနားမလည်ဘူးဆိုပြီးတော့နွားဘာသာစကားနဲ့ပြောဆိုခဲ့ကြတယ်အဲ့အတန်ကိုကြားရတဲ့နွားကြောင်သားလေးဟာချက်ချင်းဆိုသလိုသူဟာအိမ်ကိုပြေးပြန်ပြီးတော့ပေါက်တူတလဲကိုယူလာခဲ့တယ်။ညောင်ပေအောက်ရောက်တော့သူဟာဒီနွားမပြောခဲ့တဲ့စကားအတိုင်းဒီနွားမအမြဲတမ်းအိမ်နေကြနေရကိုပေါက်ပြားနဲ့တူးကြည့်လိုက်တယ်။အဲ့ဒီမှာနွားမပြောထားတဲ့အတိုင်းပဲတစ်တာတစ်လုံးကိုတွေ့ရှိခဲ့တယ်။အဲ့တစ်တာတစ်လုံးထက်ကိုကြည့်လိုက်တဲ့အချိန်မှာရွှေငွေပါတများနဲ့ပြည့်နေပြီ။အယောင်တွေထွန်းတောက်စွာနဲ့ဝင်းလဲနေတယ်။အဲ့မှာသူဟာလောဘကြီးချင်းမရှိဘဲနဲ့ဒီရွှေငွေတွေဟာငါနဲ့မထိုက်တန်ဘူးဆိုပြီးတော့ဒီတိုင်းပြည်ကိုအုပ်ချုပ်နေတဲ့အရှင်ဘုရင်မင်းမြတ်ထံကိုအနှင်းဖို့နန်းတော်တို့သွားရောက်ခဲ့တယ်။နန်းတော်တို့ရောက်ရှိတဲ့အချိန်မှာအရှင်မင်းမြတ်ကအယံကိုကျေးဇူးတင်ပြီးတော့ခမည်းလိုရိုးသားတဲ့နွားချမ်းသားလေးတယောက်နဲ့ငါရဲ့အငယ်ဆုံးသမီးနဲ့ကထိုက်တန်မှုရှိတယ်ဆိုပြီးတော့ပေးစားဖို့ဆုံးဖြတ်ခဲ့တယ်။အဲ့ဒီအချိန်မှာမိဖုရားကြီးကသူ့သမီးအငယ်ဆုံးနဲ့ဒီနွားချောင်းသားလေးနဲ့ပေးစားဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးဆိုတော့ကန့်ကွက်ခဲ့ပေမဲ့လည်းဘုရင်ကြီးရဲ့အမိန့်ကိုမလုံဆန်နိုင်တဲ့အဆုံးသူကလည်းတဘောတူပေးခဲ့ရတယ်။တကယ်တမ်းတော့ဘုရင်ကြီးမှာသမီး3ယောက်ရှိတယ်။အကြီးဆုံးတစ်ယောက်ကတိုင်းတစ်ပါးကအင်ရှိမင်းသားနဲ့ညားခဲ့တယ်။သမီးအလတ်မကကြတော့တိုင်းပြည်မှာရှိတဲ့တထေးသားတစ်ယောက်နဲ့လက်ထပ်ယူခဲ့တယ်။ဒါကြောင့်လေမိဖုရားကြီးကသူ့သမီးအငယ်ဆုံးနဲ့
နွားချောင်းသားလေးနဲ့ပေးစားဖို့လက်မခံတာအဆန်းတော့မဟုတ်ပါဘူးဒီလိုနဲ့နွားချောင်းသားလေးဟာနွားချောင်းသားဘဝကနေမှဘရင်တမဲတော်အဖြစ်သို့ရောက်ရှိသွားလေခဲ့တယ်လက်ထပ်ပြီးတလကြာမှာဘရင်ကြီးကသူ့တမဲ၃ယောက်စလုံးကိုခေါ်တွေ့ခဲ့ပြီးတော့မင်းတို့အားလုံးခရီးသွားရမယ်ဘူတူတာအစ်အဆန်းတွေသွားလေ့လာမယ်ပြီးတော့ပြန်လာကြရင်ငါအတွက်လက်ဆောင်ယူလာပေးရမယ်မင်းတို့ယူလာပေးတဲ့လက်ဆောင်အပေါ်မှာမူတည်ပြီးတော့မင်းတို့ရဲ့အရေးအချင်းကိုငါဆုံးဖြတ်မယ်ဆိုပြီးတော့ဘရင်ကြီးကမိတ်ကြားခဲ့တယ်နောက်တစ်နေ့ရောက်တော့ဘရင်ရဲ့တမဲအကြီးဆုံးကောင်ကဒီခရီးထွက်ဖို့အတွက်လေရင်တွေပြင်ဆင်ထားတယ်အလက်ကောင်ကလည်းခရီးထွက်ဖို့အတွက်သင်္ဘောကိုပြင်ဆင်ထားတယ်အဲ့ဒီအချိန်မှာနွားချောင်းသားလေးဟာဘာလို့မှမသိဘူးသူ့မှာဘာဆိုဘာမှမရှိဘူးအထုပ်အပိုးတစ်ခုကလွှဲပြီးတော့ဘာမှစီးသွားစရာလေရင်သင်္ဘောကားမရှိဘူးဒီလိုနဲ့ခရီးမထွက်ခင်စက္ကန့်အပိုင်းခြားလေးမှာပဲသူဟာဘရင်တမဲအလက်ကောင်စီကိုတွားပြီးအတနာခံတယ်ကိုကြီးကျွန်တော်ကိုခေါ်သွားပြီးလို့ရမလားကျွန်တော်ကိုတိမ်ပေါ်နဲ့လိုက်ခွင့်ပြုပါပြီးတော့ကျွန်တော်ဆင်းကျင်တဲ့နေရာမှာဆင်းပြီးမယ်ပြီးတော့ဘရင်ကြီးတတ်မှတ်ထားတဲ့ရက်30ပြည့်လို့ပြန်လာကြရင်ကျွန်တော်ကိုအဲ့ဒီနေရာမှာပဲပြန်လာခေါ်ပြီးဖို့ကျွန်တော်တောင်းဆိုပြစီဆိုပြီးတော့မျက်နှာငယ်ငယ်နဲ့သူခွတ်တောင်းခဲ့တယ်အဲ့ဒီချိန်မှာအလက်ကောင်လည်းသူ့တနာတော့သူ့တိမ်ပေါ်နဲ့လိုက်ဖို့ခွင့်ပြုခဲ့တယ်ဒီလိုနဲ့တိမ်ပေါ်နဲ့ခရီးထွက်ရင်တိုင်းတစ်ပါးသူရောက်ရှိလာတဲ့ချိန်မှာသူဟာအဲ့ဒီဘာလို့ဘာခိုင်းရမှမသိတော့ဟိုရှောက်ဒီရှောက်သွားရင်းနဲ့ပဲကြီးလက်တို့ရွာတရားတို့ရောက်ရှိသွားခဲ့တယ်အဲ့ဒီရွာမှာအဖွာတယောက်တည်းရှိတဲ့အိမ်ကိုသူရောက်ရှိခဲ့တယ်အဲ့မှာသူကခွတ်တောင်းလိုက်တာအဖွာကျွန်တော်ဒီမှာနေလို့ရမလားသူမေးတော့အဖွာကလည်းမင်းနေလို့ရတယ်ငါသူရဲ့ဒါပေမဲ့အစားစားတော့မင်းဘာသာမင်းရှာစားလိုက်မယ်ဆိုပြီးတော့သူ့ကိုနေဖို့တဲဖို့အဖွာသူ့ခွင့်ပြုလိုက်တယ်ဒီလိုနဲ့သူပထမဆုံးစအိတ်တဲ့ညမှာပဲဒီတနိုင်ငံလုံးကြီးလက်တော်ရွာတစ်ခုလုံးထင်ထင်လင်းနေတယ်အဲ့ဒါပါလေသူအရန်သိချင်တယ်အဲ့ဒီချိန်မှာသူဟာမနေ့ရောက်တော့သူအဖွားမေးတယ်အဖွားဒီနိုင်ငံကဘာဖြစ်လို့တနိုင်ငံလုံးထင်ထင်လင်းနေရတယ်လဲဆိုပြီးတော့သူမေးတယ်အဲ့ဒီချိန်မှာအဖွားလည်းသူပြောတာအော်ငါမီးရဲ့နေရာဒီနိုင်ငံသားမဟုတ်တော့နေမသိသေးဘူးထင်တယ်ဒီနိုင်ငံမှာဘရင်နန်းတော်ဘေးမှာဒီညောင်ပင်ကြီး၄ပင်ရှိတယ်အဲ့ညောင်ပင်ကြီး၄ပင်ကနေမှညဆိုလို့ရှိရင်ငှဲ့တွေလာနားကြတယ်အဲ့ငှဲ့တွေကသူတို့ချီပါတာပါတယ်လဲဆိုပတ်တများလုံးရဲ့ပါချတယ်အဲ့ဒါကြောက်လေတညလုံးမီးမလို့ပဲနဲ့နှိတ်ခင်းလိုပဲထင်ထင်လင်းမြင်နေရတာဗောဆိုပြီးတော့အဖွားကအဲ့လိုပြောလိုက်တဲ့ချိန်မှာသူအရန်စိတ်ဝင်စားသွားတယ်သူအရန်လည်းသွားကြည့်ချင်တယ်ဒီလိုနဲ့ပဲသူရတဲ့အချိန်ရက်30အတော်တွင်းမှာသူဟာအဲ့ဒီနန်းတော်ကိုဘယ်လိုချိကပ်ရမလဲဘယ်လိုဝင်ပြီးတော့ဘယ်လိုထွက်ရမလဲဆိုတာကိုသူလိုက်လေ့လာခဲ့တယ်ဒီလိုနဲ့ရက်30မတိုင်ခင်မှာသူဟာဒီနန်းတော်ထဲကိုဝင်ပြီးတော့ဒီညောင်ပေအောင်မှာလင်းလက်တောက်ပတ်နေတဲ့ငှက်ကနေမှပါချလာတဲ့ပတ်တများလုံးတွေကိုကောက်တော့အပြေးကောက်လိုက်တဲ့ချိန်မှာဒီပတ်တများတွေအတော်များများပျောက်သွားတဲ့အတွက်ကြောင့်လို့တမျိုးလုံးအမောင်ကျခဲ့တယ်အဲ့ဒီအချိန်မှာအဆောက်အကျရဲ့ဘရင်တွေကအစတည်တယ်တခုခိုးဝင်ခိုးပြီးဆိုတာကိုသူတို့ကတည်တယ်အဲကြောင့်မလို့ဒီဘုံမောင်းတီးတန်တွေနဲ့ဘဒူလဲဆိုတာကိုလိုက်ရှာတဲ့အချိန်မှာသူဟာအလင်းအမြန်နဲ့အပြင်ကိုရောက်အောင်ထွက်နိုင်ခဲ့တယ်နန်းတော်ပြင်ရောက်တဲ့ချိန်မှာသူဟာဂိတ်တွေဖြတ်ရတဲ့အတွက်ကြောင့်မလို့ဒီသူယူလာတဲ့အိုးပေါ့နော်ဒီပတ်တများလုံးကိုထက်တဲ့အိုးမှာသူကနွားချီအပြစ်နဲ့ပတ်တများအိုးကိုအဖုံးလိုမျိုးပိတ်ပလိုက်တယ်အဲဒါကြောင့်လဲဒီဂိတ်အများစွာကိုသူဖြတ်ကျော်နိုင်ခဲ့တယ်လွတ်ချွတ်နဲ့ပဲသူထွက်ပြေးလွတ်မြောက်နိုင်ခဲ့တယ်ဒီရက်30မတိုင်ခင်တရက်လောက်မှာပဲဒီဘရင်တမတ်အလက်ကောင်ရဲ့အကူအညီနဲ့ပဲသူဟာနန်းတော်တို့လုံချုံနဲ့ပြန်ရောက်ရှိလာခဲ့တယ်နန်းတော်တို့ရောက်ရှိလာတဲ့အချိန်မှာ၃ယောက်စလုံးကိုဘရင်ကြီးကခေါ်တွေ့ခဲ့တယ်အဲ့အချိန်မှာအကြီးဆုံးတစ်ယောက်ကကပ္ပအောင်မှာအရန်ရှာပါတဲ့နာရီကြီးတစ်လုံးကိုလက်ဆောင်အဖြစ်နဲ့ဆက်သက်ခဲ့တယ်ဒီလိုပဲတမတ်အလက်ကောင်ကလည်းဘရင်အတွက်အရန်ကိုရှာပါတဲ့ဒီရွှေလက်စွပ်တစ်ခုကိုဒီဘရင်အတွက်လက်ဆောင်အဖြစ်နဲ့ဆက်သက်ခဲ့တယ်ဒါပေမဲ့သူ့အလက်ရောက်တဲ့ချိန်မှာသူဟာကမန်းကဒန်းဒီအိုးထက်ကပတ်တများကိုမစီကြောလိုက်ရပဲနဲ့ဘရင်ကြီးကိုအိုးတလုံးအပြစ်နဲ့ပဲသူဆက်သက်လိုက်တယ်အဲ့အချိန်မှာဘရင်ကြီးကမဲငါ့ကိုနွားချီလာပေးတယ်ဆိုပြီးတော့ငါ့ကိုစော်ကားတယ်ဆိုပြီးတော့ဒေါသတကြီးနဲ့အဲ့ဒီအိုးကိုနန်းတော်အပြင်ဘက်မှာပြစ်ချလိုက်တယ်နွားကြောင်သားလေးခမသူကရှင်းပြဖို့ကြိုးစားပေမဲ့လည်းအခွင့်မရဘဲနဲ့နန်းတော်အပြင်တို့ဆွဲထုတ်ခြင်းခံရတယ်
သူကနန်းတော်ကနေမမောင်းထုတ်ချင်းခံရတာပေါ့နော်ဒီလိုနဲ့နွားချောင်းသားလေးဟာသူအရင်တော့ကသူ့ရဲ့ဘဝဟောင်းဖြစ်တဲ့နွားချောင်းတဲ့ဘဝကိုသူပြန်ရောက်ရှိခဲ့တယ်ဒီလိုနဲ့တနေ့ကျတော့ဒီမိုးအကြီးအကျယ်ရွာတဲ့တနေ့မှာဘရင်ပြစ်ချထားတဲ့ပလဲလုံးလေးတွေဟာနွားချီကရာကနေမှကွာကြပြီးတော့တတိုင်းပြည်လုံးအလင်းပေးစေခဲ့တယ်ဒီလိုနဲ့ဘရင်ကြီးကဒီအလင်းဘဲကနေရလာတယ်လဲဆိုတော့သူ့ရဲ့တပည့်တွေကိုသူ့ရဲ့ငယ်သားတွေကိုလိုက်ရှာခိုင်းလိုက်တဲ့အချိန်မှာဘရင်တိလိုက်ရတာကဒီအလင်းကသူပြစ်ချလိုက်တဲ့အိုးကနေမှထွက်လာတဲ့အလင်းဆိုတာကိုသူတတိထားပြုမိလိုက်တဲ့ချိန်မှာသူအရန်ကိုနောင်တရပြီးတော့ငါ့အတွက်အကောင်းဆုံးလက်ဆောင်ကိုယူလာပေးတဲ့ငါရဲ့တမက်ဆိုပြီးတော့သူပြန်ခေါ်လာတယ်တဲ့နန်းတော်သူပြန်လေရောက်ရှိလာတဲ့နွားချောင်းသားလေးကိုမိဖုရားကြီးကဘိုးမကြောက်ဘူးအဲကြောင့်မလို့သူဟာဘုရင်ကြီးနဲ့တိုင်ပင်ပြီးတော့ဘုရင်ကြီးရှင်တမက်သုံးအစလုံးဟာအရန်တော်ကြတယ်အရှင်အတွက်လက်ဆောင်ကောင်းတွေယူလာပေးကြတယ်အဲကြောင့်မလို့သူတို့၃ယောက်စလုံးအတွက်ကျမတင်နာကျွေးရှင်တယ်ဆိုပြီးတော့ခွေတောင်းလာတဲ့အချိန်မှာအရန်ကိုကောင်းတဲ့အကြံပဲဆိုဘုရင်ကြီးကသူ့ကိုထောက်ခံလိုက်တယ်ညနေရောက်တော့တမက်၃ယောက်စလုံးစားဖို့အတွက်စပွဲခုံတယောက်တစ်လုံးစီထမင်းချပေးခဲ့တယ်အဲ့ဒီအချိန်မှာတမက်အကြီးနှစ်ယောက်ကအယပယစားတယ်ဒါပေမဲ့သူရောက်ရှိလာတဲ့အချိန်မှာသူမစားခင်သူဒီတိုင်းပဲအရင်ဆုံးကြည့်ပြီးတော့ရင်ကောင်းနှကောင်ကအထီအမပေါ့နော်သူ့ရဲ့သမင်းဝိုင်းမှာပြန်ဝဲလာပြီးတော့အဲ့ရင်ကောင်းထီကသူသမင်းမစားခင်မှာရင်ကောင်းမကသူတတိပေးလိုက်တယ်ရင်ကောင်းဘာသာစကားနဲ့ပေါ့နော်ခမမစားနဲ့ခမစားရင်ခမသီလိမ့်မယ်ဘာလို့လဲဆိုလို့ရှင်အဲ့ထဲမှာအစိတ်ခတ်ထားတယ်ဆိုပြီးတော့ရင်ကောင်းမကတတိပေးသွားခဲ့တယ်ဒီကောင်လေးကကြားသွားတယ်နွားချောင်းသားလေးကကြားသွားတော့သူကမစားတော့သူမစားဘဲနဲ့သူနေလိုက်လို့ပဲဘရင်မကသူ့စိတ်ဆိုးတယ်သူကဘရင်ကြီးကိုသွားတိုင်လိုက်တယ်အရှင်မကြီးကျမကြွေးတဲ့တင်နာကိုအရှင်တမက်အငယ်ဆုံးကမစားဘူးကျမစေတနာကိုဆော်ကားတာလားဆိုပြီးတော့ပြောလိုက်တယ်အဲ့အချိန်မှာဘရင်ကြီးကလည်းသူ့တမက်ကိုလာပြီးတော့မေးမြန်းချင်းပြုလုပ်ခဲ့တယ်ခင်ဗျားဘာဖြစ်လို့မစားတာလဲမဘရင်မကြီးကစိတ်မကောင်းဖြစ်နေတယ်စားပေးလိုက်ပါပြောလိုက်တော့ဒီတင်ရတာကလည်းဒီတော့နွားချောင်းသားကလည်းကျွန်တော်မစားဘူးဘာလို့လဲဆိုလို့ရှိရင်အဆက်ရှိတယ်ဆိုပြီးတော့သူပြောလိုက်တယ်ဘရင်ကြီးမယုံရင်တဲ့ကြောင်တကောင်နဲ့ကျွေးလိုက်ပါဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာဘရင်ကြီးကလည်းကြောင်တကောင်တော့ယူလိုက်တယ်အဲ့အချိန်မှာကြောင်လည်းစားကြည့်လိုက်တော့ကြောင်ချက်ချင်းတည်သွားတယ်အဲ့အချိန်မှာဘရင်ကြီးကအယံအံ့ဩသွားတယ်မင်းဘလို့တည်တယ်လဲနောက်တစ်ခုကမိဖုရားကြီးရောဘာလို့ဒီကိစ္စကိုဒီလိုလုပ်ရတယ်လဲဆိုပြီးတော့သူအယံဒေါသထွက်ခဲ့တယ်ဒါပေမဲ့ဘရင်ကြီးပူပြီးတော့တိကျင်စိတ်များသွားတာကဒီကောင်လေးကအစိတ်ခတ်မှန်သူဘလို့တည်တယ်လဲဆိုတော့သူအယံစိတ်ဝင်စားတယ်အဲ့ဒါကြောင့်လေသူဟာဒီသူ့ရဲ့တမက်လေးကိုမေးမြန်းခဲ့တယ်ဒီဟာကိုခမရဘလို့တည်တယ်လဲမေးတော့သူ့တမက်ကလည်းမလိမ့်မညာတဲ့ရင်ကောင်ပြောပြလို့တည်တာတဲ့ဘရင်ကြီးလည်းအယံအော်တော့တာရင်ကောင်စကားကိုခမရဘလို့နားလဲတယ်လဲထပ်ပြီးတော့အဲ့ဒါကျွန်တော်ပြောပိုင်ခွင့်မရှိဘူးတဲ့ကျွန်တော်ပြောရင်ကျွန်တော်တရားလိမ့်မယ်ပြောတော့ဘရင်ကြီးကပို့ပြီးတော့စိတ်ဝင်စားသွားတယ်အဲ့မှာဘရင်ကြီးကလည်းမရမကမေးလိုက်တဲ့ချိန်မှာသူကအချိန်တစ်ခုကိုသူတောင်းလိုက်တယ်ကျွန်တော်အချိန်တစ်ပတ်ပြပါအချိန်တစ်ပတ်ပြည့်ရင်ဘရင်မင်းကြီးကိုကျွန်တော်ပြောပြမယ်ဘယ်သူကကျွန်တော်ဒီတကူပေးရလဲဆိုတော့ကျွန်တော်ပြောပြမယ်လို့ပြောလိုက်တယ်ဒီလိုနဲ့ဒီကောင်လေးဟာသူနန်းတော်ကနေထွက်ခွာပြီးတော့မြင်းတကောင်ဝယ်ဖို့ဆုံးဖြတ်ခဲ့တယ်တိတ်မကြခင်မှာပဲသူကမြင်းဆိုင်ကိုရောက်ရှိလာတဲ့ချိန်မှာမြင်းအကောင်ကြီးထွားချိုင်းတာအများကြီးသူတွေ့ခဲ့တယ်ဒါပေမဲ့သူတကောင်မှမဝယ်ခဲ့ဘူးဒါပေမဲ့အရန်ကိုပိန်ပြီးတော့သုံးလို့မရတဲ့အကောင်ကိုကြတော့သူကဆန်ရှင်ကိုအကျိုးကြောင့်လည်းမေးလိုက်တယ်ဒီမြင်းကဘာဖြစ်လို့အဲ့လောက်ထိပိန်နေရတယ်လဲအခြားအကောင်အရန်ကိုဝနေတဲ့အချိန်မှာဒီတကောင်ထက်ဘာဖြစ်လို့ပိန်ကြောင်ဖြစ်နေရတယ်လဲဆိုမေးလိုက်တဲ့အချိန်မှာဒီပိုင်ရှင်ကပြောတယ်မတိဘူးတဲ့ဘာဖြစ်လို့မတိအစာတကောင်စားတယ်ဒါပေမဲ့စားတော့မဝဘူးအဲ့လိုပြောတယ်ဒါပေမဲ့အဲ့အချိန်မှာအဲ့မြင်းကညီးတန်ကထွက်လာတယ်မြင်းကဘယ်လိုပြောရလဲဆိုလို့ရှိရင်မြင်းဘာသာစကားနဲ့ပေါ့နော်သူကပိုင်ရှင်ကတိမတိတာတဲ့ငါစကားလည်းနားမထောင်ဘူးငါပြောပြတယ်ငါရဲ့ဖနာအောင်မှာငါရဲ့ချစ်ဘဝအောင်မှာတဲ့ပထမလို့တလို့ခံနေလို့ငါမထွားနိုင်ဘူးဆိုတာငါပြောပြလည်းမသိဘူးတဲ့အဲ့ဒီဟာတော့ငါ့ကိုထုတ်ပေးနိုင်ရင်တဲ့ငါဟာတမန်မြင်းတွေထက်ပ
ပို့ပြီးတော့တန်ပါတယ်ပြီးတော့မိုးပေါ်ပြန်နိုင်တဲ့အဆင့်ထိရှိတယ်ဆိုပြီးတော့သူပြောလိုက်တဲ့အချိန်မှာအဲ့ဒီကောင်ကစိတ်ဝင်စားပြီးတော့ဝယ်ပလိုက်တယ်ဆိုင်ရှင်ကလည်းမဲ့ဒီကောင်ဝယ်မှာဆိုလို့ရှိရင်ကနေကိုဈေးပပေါ်နဲ့ပဲရောင်းပေးမယ်ဆိုပြီးတော့ဒီနွားချောင်းသားလေးဟာအဲ့ဒီမြင်းကိုဝယ်ပြလိုက်တယ်တဲ့မြင်းကိုဝယ်ပြီးတဲ့နောက်အဲ့ဒီမြင်းပြောခဲ့သလိုပဲသူရဲ့ခြေဖနှောက်အောက်ကဒီပလဲလုံးရှိတယ်ဆိုတော့ကိုသူခွာကြည့်လိုက်တဲ့အချိန်မှာတကယ်လဲပလဲလုံးတစ်လုံးရှိတယ်အဲ့ပလဲလုံးကိုတူထုတ်ပြီးလိုက်တဲ့အချိန်မှာထုတ်ပြီးချင်းမဲ့အဲ့ဒီမြင်းဟာပိန်ရာကနေမှအင်မတန်ထွားချိုင်းတဲ့မြင်းကောင်ကြီးတစ်ကောင်ဖြစ်လာပြီးတော့အတောင်ဘာတွေလည်းပေါက်လာတယ်မိုးပေါ်ပြန်နိုင်တဲ့မြင်းကိုရရှိတဲ့ဒီနွားကြောင်သားလေးဟာဒီနဂါးနဲ့ရှင်ဖို့အတွက်ပို့ပြီးတော့ရဲရင်လာတယ်ဒါကြောင့်မလို့လေခုနှစ်ရက်မြောက်တဲ့နေ့ကြလို့ရှိရင်ဒီတကူကိုဘယ်သူပေးတယ်လဲဆိုတော့ကိုသူပြောပြဖို့အသင့်ရှိနေခဲ့တယ်ခုနှစ်ရက်မြောက်တဲ့နေ့ကျတော့သူကဒီဘရင်နန်းတော်ကိုမြင်းစီးပြီးသွားခဲ့တယ်ပြီးတော့ဘရင်ကိုပြောပြတယ်ဘရင်ကျွန်တော်ဒီတကူကိုနဂါးစီကနေရရှိခဲ့တယ်ဆိုပြီးတော့သူပြောပြီးချင်းမှာပဲသူ့နောက်မှာအရှင်အဟုန်ပြင်းပြင်းနဲ့လိုက်လာတဲ့နဂါးကြောင့်သူဟာကောင်းကင်ဘုံတို့မြင်းရက်ကိုနဲ့ပြန်တန်းရင်ထွက်ပြေးသွားခဲ့တယ်သူ့ရဲ့နောက်ကိုလိုက်နေတဲ့နဂါးကြီးကလည်းအဆက်မပြတ်လိုက်နေရင်တောအုပ်တအုပ်ထဲတို့ရောက်ရှိသွားခဲ့တယ်တောထဲတို့ရောက်ရှိတဲ့အချိန်မှာအဲ့ဒီတစ်ပင်ကြီးတစ်ပင်ပေါ်မှာမြင်းကဒီကောင်လေးကိုပြချပလိုက်တယ်ပြီးတော့မြင်းနဲ့နဂါးဟာဒီလေးပုံမှာပဲတိုက်ခိုက်ခဲ့ကြတယ်သူတို့အချင်းချင်းမိနစ်30လောက်တိုက်ခိုက်ပြီးနောက်ပိုင်းမှာတန်ရကိုစီနဲ့နှကောင်စလုံးကဒီမြေအောက်တို့ပြုတ်ချသွားခဲ့တယ်မြေအောက်တို့ပြုတ်ကျသွားတဲ့ချိန်မှာအဲ့ဒီကောင်လေးကလည်းသူစင်းချင်တယ်ဒါပေမဲ့မစင်ရဘူးအဲ့တော့သူဒီတိုင်းပဲသူမြင်းတည်သွားတော့ကိုတူဝါနဲ့ပြီးတော့တစ်ပင်ပေါ်ကနေပဲငိုတဲ့ချိန်မှာဒီသူ့ကောင်းပေါ်မှာငှက်လေးတအုပ်စကားပြောနေတာကိုကြားလိုက်တယ်အဲ့ငှက်တွေကဘာပြောလဲဆိုလို့ရှိရင်ဒီကောင်လေးကသူ့မြင်းတည်သွားတာကိုသူဒီတိုင်းပဲငိုနေတယ်သူတစ်ပင်အောက်ကနေဆင်းပြီးတော့သူမြုံတော့ကဲတင်တယ်လို့ငှက်တကောင်ကပြောလာတဲ့အချိန်မှာအခြားငှက်တကောင်ကသူဘလို့ကဲမလဲလို့ပြန်မေးလိုက်တယ်အဲ့ဒီအချိန်မှာခုနကငှက်ပဲပြန်ဖြေတယ်သူ့မြင်းရဲ့မျက်နှာချင်းဆိုင်ရှိပေအကွာလောက်မှာတဲ့အပင်အမျိုးသားတစ်မျိုးရှိတယ်အဲ့ဒီအပင်ကအရွက်နှချမ်းရှိတဲ့ဆွေတော်ရွက်လိုမျိုးပဲတဲ့အဲ့အရွက်ကိုခူးပြီးတော့သူ့မြင်းပါဇက်ထဲထည့်လိုက်မယ်ဆိုတေချာပေါ့သူ့မြင်းအသက်ပြန်ရှင်လာမှာပါဆိုပြီးတော့ငှက်တအုပ်ကပြောကြရင်နဲ့ပြန်တန်းသွားခဲ့တယ်အဲ့ဒီအချိန်မှာငှက်အတန်ကိုကြားလိုက်တဲ့နွားကြောင်သားလေးဟာသူတစ်ပင်အောက်ကိုဆင်းပြီးတော့အဲ့အရွက်ကိုလိုက်ရှာလိုက်တယ်တကယ်လို့သူတွေ့တယ်တွေ့ပြီးချက်ချင်းမှာပဲအရွက်ရဲ့တစ်ချမ်းကိုသူယူပြီးတော့သူ့မြင်းပါဇက်ထဲကိုထည့်လိုက်ချင်မှာသူ့မြင်းဟာ original ပေါ့နော်အသက်ပြန်ရှင်လာတယ်ထုံးစံအတိုင်းထွားကြကြီးမိုးပေါ်ပြန်နိုင်တဲ့မြင်းအဖြစ်နဲ့ပြန်လဲရရှိလာခဲ့တယ်အဲ့လိုပဲသူကငကားကိုကြည့်ပြီးတော့သူသက်နားတယ်ငါကဲလိုက်ရင်လည်းငါ့ကိုတတ်မယ်ဆိုတာတွေ့ရလဲရှိတယ်အဲကြောင့်မလို့သူကဆုံးဖြတ်ချက်ချလာတယ်ဘလို့ဖြစ်ငါကဲမှာပဲဆိုပြီးတော့သူကဲကိုဆုံးဖြတ်လိုက်တယ်သူကဲလို့ပြီးချစ်မှာပဲငကားကထလာတဲ့အချိန်မှာသူကမြင်းယူပြီးတော့တခါတည်းထွက်ပြေးဖို့ကြံတယ်ဒါပေမဲ့အဲ့ငကားတို့ပြောတယ်မပြေးပါနဲ့ကောင်လေးမင်းကအသက်ကဲနှခေါက်ရှိပြီးငါမျိုးအရန် juice တင်တယ်တဲ့မင်းကအသက်ကဲနှခေါက်ရှိတဲ့အတွက်ကြောင့်မလို့ဒီတစ်ခေါက်ကပောက်မှာရှိတဲ့လူအားလုံးငကားပေးပါတယ်ဆိုတာကိုမဲလူလိုလာပြောခွင့်ရှိပြီးဆိုပြီးတော့နှုတ်ဆက်ထွက်ခွာသွားခဲ့တယ်ဒီပုံပြင်လေးကတော့ဒီလောက်ပါပဲနားဆင်ပေးသူအရောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတစ်ခုမှာနောက်ထပ်ပုံပြင်အသစ်နဲ့ပြန်လည်ဆုံတွေ့ကြပါစို့